Hello Bright and Shiny Face Page ကနေပြီးတတကြီးမိမိကြီးတို့အတွက် package share package ကြီးလုပ်ပေးထားပါတယ်။ကျောင်း library မှာထားမယ်ဆိုရင်လည်းအလွန်ခန့်တော့ထည့်တော့စာအုပ်ကြီးတွေဖြစ်ပြီးတဲ့အခါကျတော့တမိမိတို့အတွက်မိမိဖေဖေတို့ကနေ December လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်လည်းတကယ်ကိုလက်ဆောင်ကောင်းနေဖြစ်မှာပါရှင်။ Fiction ရော non fiction ရောစာအုပ်မျိုးစုံကိုတကယ်တိုက်တဲ့ခေါင်းတွေကြီးပဲစုပေးထားတာဖြစ်ပါတယ်နော်။ Dinosaur စာအုပ်တွေပါမယ် history books တွေပါမယ်ဒီမှာဆိုလို့ရှိရင် David William ရဲ့စာအုပ်ကိုမှအတွဲလိုက်ပါမယ်ပေါ့နော်ထုံဂိတ်လည်းပါတယ် David William ရဲ့ Atterbury Books လည်းပါတယ်နောက်တစ်ခုကကျတော့ဒီအထုပ်ပတိတွေကိုဖတ်လို့ရမယ့်စာအုပ်တွေလည်းပါဝင်တယ် hard cover soft cover chapter books story books Atterbury Books စသဖြင့်အစုံပဲပေါ့နော် nature books တွေပါဝင်မယ် Ladybird ရဲ့ဇလန်းကောင်းတွေပါတဲ့အပြင်တကယ်စာအုပ်ကောင်းကြီးတွေဒါဆိုလို့ရှိရင်ဒီ theology ဆိုတဲ့စာအုပ်တွေလည်းပါတယ်ပေါ့နော် science တို့ဒီ history တို့ကိုမှ activity တွေနဲ့လည်းဖတ်လို့ရမယ်ကိုကြိုက်တဲ့ notes ပုံစံမျိုးပြန်ရေးလို့ရတဲ့စာအုပ်တွေလည်းပါမယ် fashion ဘိုင်းတွေလည်းလေ့လာလို့ရမယ် poem တွေနောက် fiction စာအုပ်တွေဆိုလို့ရှိရင်တကယ်တိုက်တဲ့ကောင်းတွေဖြစ်ပြီးတော့ nature စာအုပ်တွေရောအစုံအလင်ပါဝင်တာဖြစ်ပါတယ်နော်အုတ်တရာကျော်မှာ6သိန်းအတိရှင်